ဒီဗီဒီယိုမှာအကောင့်တီးရဲ့အခြေခံအရေးကြီးဆုံးကွင်းဆက်တစ်ခုဖြစ်တဲ့ Business Identity ကွင်းဆက်ရဲ့အဓိပ္ပာယ်နဲ့ Journal Entry ကိုနားလည်အောင်ရှင်းပြသွားမှာဖြစ်ပါတယ်။ Business Identity ကွင်းဆက်ဆိုတာလုပ်ငန်းနဲ့ပိုင်ရှင်ကိုတည်ခြား entity နှစ်ခုအဖြစ်သတ်မှတ်ပြီးစာရင်းသွင်းရမယ်ဆိုတဲ့အယူအဆဖြစ်ပါတယ်။ဒါကြောင့်ပိုင်ရှင်ရဲ့ကိုယ်ရေးကိုယ်တာသုံးစရိတ်တွေကိုလုပ်ငန်းစာရင်းနဲ့မထည့်ရပါဘူး။ဒီကွင်းဆက်ကိုမလိုက်နိုင်ရင် Profit Loss မှားနိုင်ပြီးတော့စာရင်းတစ်ခုလုံးကမမှန်တော့ပါဘူး။ဥပမာအနေနဲ့ဆိုရင်ဒါပိုင်ရှင်ကကိုပိုင်ငွေ10သိန်းကျပ်ကိုလုပ်ငန်းထဲကိုထည့်လိုက်တယ်။အဲ့ဒါဆိုရင်လုပ်ငန်းအနေနဲ့က cash တိုးလာမယ်။နောက် owner capital တိုးလာပါမယ်။အဲ့တော့ journal entry ဘယ်လိုသွင်းမလဲ။ journal entry က cash မှာ debit အနေနဲ့10သိန်းထည့်မယ်။ capital မှာ credit အနေနဲ့10သိန်းထည့်ရမှာဖြစ်ပါတယ်။နောက်တစ်ခါပိုင်ရှင်ကကိုယ်ရေးကိုယ်တာအတွက်လုပ်ငန်းငွေ2သိန်းကျပ်ယူသွားတယ်ပေါ့။ဒါကို H-band လို့သတ်မှတ်လို့မရဘူး။လုပ်ငန်းအတွက်ဒါသုံးတဲ့အသုံးစရိတ်မဟုတ်ပါဘူး။အဲ့ဒီအတွက် drawing account ကိုအသုံးပြုရမှာဖြစ်ပါတယ်။အဲ့တော့ journal entry အနေနဲ့ဆိုရင် drawing မှာ debit 2သိန်း cash မှာ credit 2သိန်းအနေနဲ့စာရင်းသွင်းရမှာဖြစ်ပါတယ်။ business နဲ့ owner နဲ့မတူဘူးဆိုတာကိုဒါရှင်းရှင်းလင်းလင်းနားလည်ရမှာဖြစ်ပါတယ်။ဒီဗီဒီယိုမှာ Business Identity ကွင်းဆက်ကိုလက်တွေ့ Journal Entry နဲ့အတူလေ့လာခဲ့ပါတယ်။အဲ့တော့မှတ်သားရမယ့်အချက်တွေကတော့ Owner နဲ့ Business ကိုသီးခြားထားရမှာဖြစ်ပါတယ်။ Owner ရဲ့ Investment ကို Capital မှာစာရင်းသွင်းရပါမယ်။ Owner ရဲ့ Withdrawal ကိုတော့ Drawing မှာစာရင်းသွင်းရမှာဖြစ်ပါတယ်။ Personal H-band နဲ့ Business H-band ကိုဒါသီးခြားစာရင်းတင်ရမှာဖြစ်ပါတယ်။ဒီကွင်းဆက်ကိုမှန်မှန်အသုံးချနိုင်မှသာလျှင်ဒါ Business Identity ကွင်းဆက်ကိုဒါမှန်ကန်စွာဆောင်ရွက်ထားတာဖြစ်ပါတယ်။နောက်ဗီဒီယိုတွေမှာလည်းအကောင့်တီးကွင်းဆက်နဲ့ပတ်သက်ပြီးဆက်လက်တင်ပြသွားမှာဖြစ်တဲ့အတွက် Subscribe လုပ်ပေးထားကြပါအောင်ရှင်။